Hello အားလုံးပဲမင်္ဂလာပါကျမကပုံမှန်အားဖြင့်ပေါ့နော်ကလေးတွေအတွက်ကိုပြောလေးရှိတယ်ဒီနေ့မှာကတော့ကျမကကလေးတွေကိုပြုစုပြောထောင်နေရတဲ့အုပ်ထိန်းနေရတဲ့ဆရာဆရာမတွေမိဘတွေအတွက်ကိုကျမကအမှားစကားလေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ကျမတို့တွေကကလေးတွေအတွက်ကိုဆိုရင်ပြောတယ်ပေါ့နော်ဖေဖေမေမေတွေကကလေးတွေအတွက်ကို quality time ပေးပါကလေးတွေက quality time လိုအပ်တယ်ဆိုတာမျိုးတွေကျမတို့မကြာခဏပြောလေးရှိတယ်အဲ့ဒီမှာနောက်ခုကြံခဲ့တာကခလေးတွေကိုအထူးသဖြင့်နေ့စဉ်နဲ့မျှပြုစုပြောထောင်နေရတဲ့ဖေဖေတွေမေမေတွေဆရာဆရာမတွေအနေနဲ့ဆိုရင်ရောကိုယ်တိုင်ကိုကြမိမိကိုယ်ကို quality time ပေးပြီးပြီလားကျမတို့တွေပုံမှန်အားဖြင့်ဆိုရင်ဥပမာကလေးတယောက်ကိုအိမ်မှာမိခင်ကပဲပြုစုဆောင်ရှောက်ရတယ်ဆိုတော့ဒီကလေးမွေးပြီးခါစားအချိန်ကနေစပြီးတော့ကလေးကိုနိုးတိုက်တယ်ကလေးရှူရှူပေါက်တယ်အီးပါတယ်ကလေးရဲ့နှစ်တာဝေယဝိဆအစဒါတွေကိုမိခင်တယောက်တည်းအစအဆုံးတနေ့ကုန်အကုန်လုပ်နေရတယ်ပေါ့နော်အဲ့ဒီခါမှာအချိန်ကြီးကြာလာတဲ့နေ့များဒီကလေးပေါ်မှာပဲမိခင်ဟာအစစရအားလုံးကိုပုံပေးထားရတယ်သူ့ကိုကူပေးမဲ့သူရှားပါတာပဲဖြစ်စေတခြားကြတော့အခြေအနေတွေကြောင့်ဖြစ်စေဒီကလေးအတွက်ကိုပဲအစစရပုံပေးထားတယ်ဆိုတဲ့အခါမိခင်အတွက်ကိုကိုယ်တိုင်ကိုကြတော့မိထိုင်းဆိုတာလေမရှိတော့ဘူးဖြစ်နေတတ်ပါတယ်မိခင်တွေကိုယ်တိုင်ကလည်းငါ့ရဲ့ကလေးကအရေးကြီးဆုံးပဲငါ့ရဲ့ကလေးတို့ကိုပဲငါအရာအလုံးပုံပေးထားတာသူအဆင်ပြေဖို့ဝယ်လို့လေငါဟာဘာဖြစ်ဖြစ်ဆိုပြီးတော့မိခင်တော်တော်များများဒီစကားပြောတာတွေကျမကြားရပါတယ်ဒီခါမှာကျမတို့စဉ်းစားဖို့လိုအပ်တာကကျမတို့တွေဟာကိုယ်တိုင်တော့အဆင်မပြေဘဲနဲ့တခြားတစ်ယောက်ကိုနင်းအဆင်ပြေရင်ပြီးတော့နင်းအတွက်အဆအရေးရဆိုပြီးတော့လုပ်ပေးနိုင်ဖို့ဆိုတာအရန်ခဲရင်ပါတယ်ကိုယ်တိုင်ကစိတ်ချမ်းသာစိတ်အဆင်ပြေနေခါမှာကိုယ့်ရဲ့ကလေးကိုစိတ်ချမ်းသာတဲ့ကောင်းမွန်တဲ့အရာတွေကိုကျမတို့ကပေးနိုင်မှာပါကိုယ်တိုင်တော့မှပဲအဆင်မပြေဘူးစိတ်တွေဆင်းရဲနေတယ်လူကခေါင်းလျှော်ဖို့တောင်အချိန်မရှိဘူးရေချိုးဖို့တောင်မှပဲတွတ်ထွားလိုက်ဝင်နေဆိုလို့ရှိရင်လည်းကလေးကနောက်ကနေအမြဲတမ်းလိုက်နေတယ်ထမင်းစားမယ်ဆိုရင်တော့မှပဲကိုစားကျင်တာလေးတွေကောင်းကောင်းမွန်မွန်မစားရဘူးဒီလိုအခြေအနေမျိုးမှာဆိုရင်အချိန်ကြာလာတဲ့နဲ့များကျမတို့တွေကလူသားဖြစ်တဲ့အတွက်ကျမတို့မှာပင်ပန်းနွမ်းနယ်မှုတွေဆိုတာရှိလာနိုင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ပင်ပန်းနွမ်းနယ်မှုကိုကိုယ်တိုင်ကသတိမပြုဘူးဆိုရင်တစုံတစ်ယောက်ကလာပြီးသတိပြုဖို့ဆိုတာခက်ရင်ပါလိမ့်မယ်မိမိတွေအနေနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကလေးကိုကိုဟာပြုစုပြောထောင်ပြီးသွားတဲ့နောက်မှာကိုတိုင်ကိုဆက်ခဲတွေလုပ်ဖို့လုပ်ပါတယ်ကောင်းကောင်းမွန်မွန်ခေါင်းလျှော်ဖို့အချိန်လိုမယ်ကောင်းမွန်တဲ့အစားအသောက်လေးတွေကိုစားချင်တာလေးတွေစားဖို့အတွက်အချိန်ယူရမယ်ကောင်းမွန်တဲ့အိပ်စက်ဖို့အတွက်အချိန်ယူရမယ်ဒီလိုဟာမျိုးတွေလိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုတိုင်အတွက်ဆက်ခဲ time မရှိဘူးကိုတိုင်အတွက် me time မရှိဘူးကိုတိုင်အတွက် quality time မရှိဘူးဆိုရင်ကျမတို့ကအချိန်ကြီးကြာလာတဲ့နောက်ဆက်တွဲမှာဆိုရင်ပင်ပန်းလာတာနဲ့မျှမီးတောင်လိုမျိုးပဲပောက်ကွဲထွက်လာနိုင်တဲ့အချိန်တွေရှိပါတယ်အဲ့လိုပောက်ကွဲထွက်လာတဲ့ဆိုတဲ့အခါမှာကျမတို့ကိုတစုံတစ်ယောက်ကနားလည်ဖို့အတွက်ကျမတို့ကမျှော်လင့်ပေမဲ့အဆင်မပြေတဲ့အချိန်မျိုးတွေလည်းရှိလာတတ်ပါတယ်ဒီအခါမှာကျမတို့တွေကကိုမပေါက်ကွဲအောင်ဆိုတာထက်ကိုပြည့်ဝတဲ့ quality time ပေးပြီးတော့ကိုပြည့်ဝ serve ခဲလေးလုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမကပြောပြပေးချင်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကလေးကိုစောင့်ရှောက်တာဆိုပေမဲ့လို့မိမိကိုလည်းပြည့်ဝတဲ့ပိုင်နိုင်တဲ့ quality time ပေးဖို့လိုပါတယ် serve ခဲပေးဖို့လိုပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမဒီနေရာနေပြီးဆွေးနွေးပေးချင်ပါတယ်ဒီနေ့တော့ကျမကမိဘတွေအတွက်ကို quality time ပေးဖို့လိုတဲ့အကြောင်းကိုဆွေးနွေးပေးချင်တာတော့ဒီလောက်ပါပဲနောက်တစ်ခေါက်မှာဘလို့အကြောင်းအရာလေးနဲ့ပြန်လာပြောမလဲဆိုတာစောင့်မျှော်ပြီးပါအားလုံးကျေးဇူးတင်ပါတယ်